ဒီတော်လိုင်းနဲ့ပတ်သက်ပြီးတော့နိုင်မယ်ဆိုတာယုံကြည်တယ်ဒီဆီယာနာရှင်စနစ်ကြဆုံးသွားမှာဆိုတာယုံကြည်တယ်နော်ပြည်သူလူထုအတွက်နော်ငြိမ်းချမ်းတဲ့တာယာတဲ့လွတ်လပ်တဲ့နော်မျှတတဲ့လူပေါင်းတစ်ခုနော်ရရှိဖို့အမြဲတမ်းကျွန်တော်မျှော်လင့်တယ်ကိုယ်တိုင်တော့ထူထောင်မပေးနိုင်ဘူးဗျာနော်သို့တော်လည်းပဲနော်ပြည်သူလူထုတဲ့လွတ်လပ်တဲ့ငြိမ်းချမ်းတဲ့နော်မျှတတဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်ဖို့အတွက်ကိုအမြဲတမ်းမျှော်လင့်တယ်အဲ့လိုဖြစ်ဖို့အတွက်လည်းတတတအားကိုဘယ်နေရာပါရဆိုတဲ့စိတ်ကူးရှိတယ်အဲ့လိုပဲကိုယ်တိုင်ရောဒီလူအဖွဲ့အစည်းတွေဘာလို့ပေးနိုင်မလဲဆိုတော့နိုင်တဲ့လောက်လုပ်မယ်လို့လည်းအမြဲတမ်းစိတ်ကူးထားတယ်နော်ဒါကြောင့်မလို့ကိုရင်ချက်ကြီးအတွက်ကတော့လိုင်းပေါ်ကပျောက်နေလဲမပူပါနဲ့ကိုရင်ချက်ကြီးอ่ะနော်ယုံကြည်မှုနဲ့တသားလေးရှိတယ်မယုံကြည်တာဘာမှမလုပ်တာယုံကြည်တာမလုပ်တယ်နော်အဒါတော့ကိုကြော်ညာတယ်လို့ဖြစ်နေမှာအဲ့တော့မှလည်းနော်ဒီကြားထဲမှာတော့ကျွန်တော်ကလည်း volunteer ပဲလေနော်ဒီတော်လိုင်းရေးမှာကျွန်တော်ဝါသနာပါတယ်အတွက်ကြောင့်ကျွန်တော်သိတဲ့ဘုဟုတုတ္တတွေကိုပြည်သူတွေကိုမျှဝေပေးတယ်ဒီတော်လိုင်းရေးကနိုင်ငံနိုင်မှာပဲဆိုတာကိုယ်တိုင်ယုံကြည်ရင်ကိုယ်တိုင်ယုံကြည်သလိုပြည်သူတွေကိုယုံကြည်လာအောင်ပြည်သူတွေရဲ့ရင်ထဲမှာရှိတဲ့ယုံကြည်ပြီးသားလဲပျောက်မသွားအောင်ကျွန်တော်ကအပေးတယ်အတက်ကကြီးပြီဆိုတော့လောက်မတတ်နိုင်နော်ဒီလိုတော့အများကြီးမတတ်နိုင်ဘူးနော်အဲ့ဒီအခါကျတော့နောက်တစ်ခုကကျွန်တော်တို့က model အောက်ပါတကယ်ပြောတာကျွန်တော်တို့ model အောက်ပါနော်အသက်50ကျော်ဆိုတာလှအောင်ပြောတာနော်10ကြီးပိုင်းနဲ့ရောက်သွားပြီအဲ့တော့55 plus ထဲကိုဝင်နေပြီနော်အဲ့ခါကျတော့လူကနှုတ်နေလို့အဲ့ဒီခါကျတော့လူလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ model အောက်သွားပြီတကယ်အောက်သွားခကြီးအပြောင်းလဲအရင်များတယ်ဒါကိုကျွန်တော်တို့လက်ခံဖို့လိုတယ်နော်လက်မခံတဲ့လူတွေတနည်းလက်ခံမှာပဲနော်တနည်းလက်ခံမှာဒါလိမ့်နော်အဲ့ဒီခါကျတော့နော်စိတ်ပူပါနဲ့နော်ဒီဒေါ်လာကြီးကနိုင်ကိုနိုင်မှာနော်မနိုင်လို့ကိုမရနိုင်ကိုနိုင်မှာနော်ဘာကြောင့်လဲဆိုလို့ရှိရင်အကျဉ်းချင်းခါလဲပြောပြီးသွားပြီဒီစစ်အာဏာရှင်တွေကနော်သူတို့ကိုယ်တိုင်ဖြစ်စည်းနေတာသူတို့ကိုယ်တိုင်စစ်သားမဟုတ်တော့တာနော်စစ်သားမဟုတ်တော့တဲ့စစ်တပ်ကစစ်တပ်မဟုတ်တော့ဘူးစစ်တပ်မဟုတ်တော့လို့ရှိရင်ဘာဖြစ်လဲစစ်မတိုက်တတ်တော့ဘူးစစ်မတိုက်တတ်လို့ရှိရင်ဘာဖြစ်လဲစစ်ရှုံးပါပဲဒါရိုးရိုးလေးပဲတကယ်တော့ဒါရိုးရိုးလေးပဲနော်သူတို့ကစစ်သားမဟုတ်တော့စစ်သားစိတ်မရှိတော့စစ်သားစိတ်မရှိရင်စစ်သားမဟုတ်တဲ့လူတွေနေတဲ့ဟာစစ်တပ်မဟုတ်စစ်တပ်မဟုတ်တဲ့လူတွေကစစ်မတိုက်တတ်ဘူးစစ်မတိုက်တတ်ရင်စစ်ရှုံးပါပဲရှင်းရှင်းလေးပဲနော်မနေ့ကလာလုတ်တတ်တဲ့လာဟိုပါပေါ့မနေ့ကတနေ့ကလာလုတ်လိုက်တဲ့သူတို့ရဲ့တက်မတော်နေ့တော်လန်ရေးနေ့တက်မတော်နေ့ပေါ့နော်ရည်စရာကြီးတကယ်ပြောတာနော်ကျွန်တော်တော့ post တင်ထားတယ်ဘာနဲ့သွားတူလဲဆိုတဲ့အခါကျတော့ရွာလေးကအငှားဆိုင်ကနေပြီးတော့ရွှေအတုကိုငှားဝတ်တဲ့ပုံစံနဲ့သွားတူတယ်တရွာလုံးကလည်းငှားလာမှလည်းတီးပြီးသားရွှေအတုမှလည်းတရွာလုံးကတီးပြီးသားအဲ့ဒါကိုကြွားချင်နေသေးနော်ဘယ်သူကတင်ကြည့်မှာလားအဲ့ဒီလောက်ညံနေတဲ့စစ်တပ်အဲ့ဒီလောက်ညံနေတဲ့အစိုးရကိုမနိုင်ကြရလားနော်ကြာနေတာကတော့ကျွန်တော်လည်းညံနေနေလို့ပဲသူတို့ကအရန်ညံနေပြီးတော့ကျွန်တော်တို့ကအရန်ညံမြင့်နေလို့ရှိရင်ကျွန်တော်တို့နိုင်ပြီပေါ့ကျွန်တော်တို့ကြားနေရဆိုတာရှင်းပြောရင်ဟုတ်လားနော်တပေလောက်ကိုမကြော်နိုင်တာကိုက17လက်မှပဲရှိနေတာဟုတ်တယ်နော်ဒါယူလေး very logical thinking နော်တပေကိုမကြော်နိုင်ဘူးဆိုတော့ကိုက17လက်မှပဲရှိနေသေးလို့ပါနော်အဲ့လိုရှိရအဲ့ခါကျတော့နိုင်မှာတော့တည်ကြတယ်သူကတပေဆိုရင်ကျွန်တော်တို့တပေပြည့်အောင်ထပ်ဆောင်နော်အဲ့တဘောတရားလေးရှိတယ်မနိုင်စရာအကြောင်းတော့မရှိဘူးနော်စစ်သားစိတ်မရှိတော့တဲ့စစ်တပ်ကဘယ်လုံးမှစစ်တိုက်နိုင်ကြဒါကြောင့်လို့တိုက်တန်းရှုံးနေတာအဲ့တော့ရှင်းလေးပဲနော်ဒါကိုလည်းအကုန်လုံးသိတယ်ကျွန်တော်လည်းခဏပြောတယ်ဒီတော်လန်ရေးကကဘာမှာတစ်ခါမှမပေါ်ဘူးသေးတဲ့တော်လန်ရေးဖြစ်တယ်ကဘာမှာတော်လန်ရေးအများကြီးပေါ်ဘူးတယ်ယာနဲ့ချီပြီးတော့ရှိတယ်ယာနဲ့ချီပြီးတော့ရှိတဲ့တော်လန်ရေးတွေထဲမှာဒါနှစ်ပေါင်းအများကြီးပေါ့ဗျာတော်လန်ရေးတွေကဒါနှစ်ပေါင်းထောင်နဲ့ချီတဲ့ဂျာကာလာအတွင်းမှာတော်လန်ရေးမျိုးစုံပေါ်ပေါက်ခဲ့တယ်
နော်အာနာရှင်စနစ်ကိုတော်လှန်ရတယ်ဂျွန်ပိုင်ရှင်စနစ်ကိုတော်လှန်ရတယ်အရင်ရှင်စနစ်ကိုတော်လှန်ရတယ်ဟုတ်ပြီနော်အဲ့လိုနီးမျိုးစုံနဲ့တော်လှန်ခဲ့ရတဲ့တော်လှန်ရေးတွေကနီးမျိုးစုံရှိတယ်အဲ့လိုတော်လှန်ရေးအသီးသီးနှစ်ပေါင်းထောင်ချီတဲ့တမိုင်းတစ်လျှောက်အတွင်းမှာကဘာမှာပေါ်ပေါက်မှုတဲ့တော်လှန်ရေးတွေနဲ့လက်ရှိဒီຫນွေဦးတော်လှန်ရေးကလုံးဝပုံသဏ္ဍာန်အားဖြင့်ထူးခြားတယ်နော်ဒါကြောင့်ကဘာမှာမပေါ်ဘူးသေးဘူးလို့ကျွန်တော်ကခဏခဏပြောတာဖြစ်တယ်တကယ်အစစ်မြင့်နည်းပညာခေတ်မှာဖြစ်တဲ့တော်လှန်ရေးဖြစ်တယ်နော်အဲ့တော့တကယ်ကိုပေါ့နော်အစစ်မြင့်နည်းပညာခေတ် information technology အရင်ခေတ်စားနေတဲ့ခေတ်အဲ့လိုခေတ်မှာအာဏာရှင်ကိုတော်လှန်တဲ့တော်လှန်ရေးဖြစ်တယ်နောက်ထူးခြားတာကဒီမိုကရေစီပါလူအခွင့်အရေးပါ globalization မှာဆိုတော့ all တဲ့သူတော်ကောင်းကြီးတွေရဲ့ဂျားထဲမှာဖြစ်နေတဲ့တော်လှန်ရေးဖြစ်တယ်ငါတို့ကဒီမိုကရေစီပါငါတို့ကလူအခွင့်အရေးကိုလေးစားပါတယ်ဟုတ်နော်တကြောall နေတဲ့ဂျားထဲမှာအရှက်မရှိပဲမျက်နှာပြောင်တိုက်ပြီးတော့ဘာမှကိုအခွင့်အရေးအကူအညီမရတဲ့နဲ့ဆက်သွားနေတဲ့တော်လှန်ရေးဖြစ်တယ်နော်တော်လှန်ရေးဖြစ်တယ်နောက်တစ်ခုကဒီလိုတော်လှန်ရေးမျိုးလူဦးရေတန်း90ရှိရတဲ့ထက်မှာလူဦးရေတန်း30ကျော်60ရာနှုန်း plus နော်60ရာနှုန်း plus ပါဝင်တဲ့တော်လှန်ရေးမျိုးကဘာမှမရှိဘူးအဲ့ဒီလိုပဲနော်လူမန်းတိတဲ့စအရွယ်ကနေပြီးတော့အသက်80 90အထိအသက်80 90အထိအသက်အရွယ်အမရွေးဒီအာနာရှင်ကိုမုန်းတီးပြီးတော်လှန်တဲ့တော်လှန်ရေးမျိုးလည်းကဘာမှမရှိဘူးအဲ့ဒီလိုပဲစင်ရတာရောတတိရောပညာတတ်ကောနော်စင်ရတာရောတတိရောပညာတတ်ကောအကုန်လုံးပါဝင်တဲ့တော်လှန်ရေးမျိုးလည်းကဘာမှမရှိဘူးဒါကြောင့်မလို့ຫນွေဦးတော်လှန်ရေးဟာကဘာမှာတစ်ခါမှမပေါ်ပေါက်ဘူးသေးတဲ့တော်လှန်ရေးဖြစ်တယ်နော်အခုတော့ကူညီပေးရမှာဆိုလို့ညနာလွှဲနေကြတာပေါ့ကျွန်တော်တို့တော်လိုက်နိုင်သွားကြည့်လိုက်ရှင်ချီးကျူးလာကြမဲ့လူတွေတပုံကြီးနော်အဲ့ဒီကျရင်ကျွန်တော်တို့တမိုင်းကိုနော်ကျွန်တော်တို့နော်ရေးကြအောင်လို့သူများရေးပေးလိမ့်မယ်ကျွန်တော်တို့ကတမိုင်းကိုလုတ်ပြီးသွားပြီဟုတ်ပြီနော်ကျွန်တော်တို့တမိုင်းကိုကျွန်တော်တို့လုတ်ပြီးသွားပြီနော်အဲ့ကြတော့အဲ့ကြမှာတမိုင်းကိုအမွှန်းတင်ပြီးရေးကြပါလိမ့်မယ်နော်အများကြီးဖြစ်လာလို့အဲ့တော့မပူနဲ့ဒီတော်လိုင်းရနိုင်မှာမနိုင်ရအကြောင်းကိုမြည်ကျွန်တော်အားကြောင့်စာအနာတိတ်ကြရပြောဒီနေ့ဒီနိုင်မယ်ဆိုတဲ့ကောက်ပြောတာအခုကျွန်တော်မြင်နေရနိုင်ဖို့မြင်နေရတနေ့ဆိုအခုမပြန်သေးပါဘူးကျွန်တော်တကယ်ကြီးပြောဘန်ကောက်ရောက်ဆေးလာကူကျွန်တော်ကတော့သူကငယ်လေးလက်သိစိတ်ဝင်စားပါဘူးအဲ့ဒါနဲ့ကျွန်တော်ကဘာပြောလိုက်လဲဆိုတော့တကယ်ချင်းဟာဘယ်လိုပဲဖြစ်ဖြစ်ဘယ်သူနိုင်နေပြီးသွားမှာပါလို့သိလားကျွန်တော်ဘာသာထွက်လာမလဲလို့သိကျင်တာလေဘယ်သူနိုင်နေပြီးသွားမှာတကယ်ချင်းဟာလို့ထာဝရဆိုတာမရှိပါဘူးနော်အဲ့တော့ကာလတစ်ခုမှာဘယ်သူနိုင်နေပြီးသွားရင်ဒုက္ခတွေကဒုက္ခတစ်ခုတော့တက်တာတော့မှာဒီလောက်တော့ဒုက္ခရောက်မှာမဟုတ်ပါဘူးအဲ့တော့ဘာပြောဆိုမဟုတ်ဘူးကိုရင်ကြီးရဲ့တဲ့ကိုကောင်းနေနိုင်ကြအကြောင်းတော့မရှိတော့ဘူးတဲ့ပြည်သူတွေအကုန်လုံးကသူတို့ယုံမုန်းမုန်းနေပြီတဲ့အဲ့ဒါအမှန်ပဲနော်အဲ့ဒါမှန်ပဲဒါကပြောမစင်တော်လန်ရေးကိုနော်တော်လန်ရေးကိုမတိလိုက်မတိပါတာနေတဲ့အတန်းစားမှာပါတဲ့ပြည်သူတယောက်ရဲ့သုံးသက်ချက်နော်ကိုကောင်းနေဘလို့မှမနိုင်တော့ဘူးအဲ့လုံးဝသိကြကိုမင်းအောင်လည်းဘလောက်စူးစမ်းဘယ်လိုမှနိုင်ကြအကြောင်းမရှိတော့နော်အဲ့တော့ဒီဒေါ်လာကြီးကနိုင်ကိုနိုင်မှာဘူးနဲ့ဒါပေမဲ့နော်ပို့ပြီးတော့ဒီတက်ပို့ပြီးတော့ခက်ခဲကြမ်းတမ်းတာတွေကအများကြီးလာအောင်ဘာကြောင့်လာမှလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီတော့နော်ကျွန်တော်တို့ဒီ1988အာဏာသိမ်းပြီးရဲ့နောက်ပိုင်းကတည်းကစပြီးတော့စစ်အာဏာပေါ့နော်ဒီဦးတန်းရွှေလက်ထက်အာဏာသိမ်းပြီးရဲ့အချိန်ကစပြီးတော့သိမ်းတာကိုစောမှာပေါ့ဗျာသိမ်းပြီးရဲ့အာဏာသိမ်းပြီးတဲ့ကာလကနေစပြီးတော့မှကျွန်တော်တို့နိုင်ငံမှာနော်တကယ်တိတိတာလူဒန်းသားကြီးကပတ်ထွက်သွားတာနော်အရင်တော့ကတော့အာဏာရှင်လူဒန်းသားနဲ့ပြည်သူနဲ့ရှိတာနောက်ကြတော့အာဏာရှင်လူဒန်းသားရဲ့ခရိုနီရဲ့နော်ဒီပြည်သူရဲ့သုံးခုဖြစ်သွားတာသုံးတဲ့ခရိုနီနဲ့အာဏာရှင်တွေကပေါင်းတာ
အဲ့ကြတော့ဘယ်လိုပြောရမလဲဆိုရှင်ဒီစစ်အာဏာရှင်စနစ်ကိုထောက်ခံတဲ့စစ်တပ်အတိုင်းဝိုင်းနဲ့ခရိုနီတွေကဒီတော်လန်ရေးကိုအစွန်းဆုံးအထိနော်စစ်တပ်ဘက်ကအပိနေပါဒါကြောင့်မလို့တကယ်ခက်ကြမ်းတန်းနဲ့နောက်ဆုံးအချိန်တစ်ခုကိုကျွန်တော်ကျွန်နာမှာဒီတဲ့ကျွန်တော်ကိုရှိတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီတော်လန်ရေးကိုသာပြည်သူတွေကနိုင်သွားကြည့်သူတို့တွေအကုန်ဘဝပြောင်းတယ်ကျွန်တော်ခဏပြောတယ်မင်းအောင်လိုင်းပြုတ်သွားရုံနဲ့စစ်တပ်ကစစ်တမ်းရားကိုပြန်သွားရုံနဲ့တော်လိုင်းရမပြီးဘူးနောက်ကျောင်းပြန်ရမယ်နောက်ကျောင်းမပြန်မချင်းတော်လိုင်းမပြီးဘူးအဲ့ဒါကမှအဆုံးထိသွားရလို့ခေါ်တယ်ဟုတ်ပြီနော်ကျွန်တော်ပြောတယ်အင်အားလူတစ်ယောက်မှာဖြစ်စီအဖွဲ့အစည်းမှာဖြစ်စီနော်အင်အား၃မျိုးရှိအဲ့ဒါဘာလဲဆိုပညာအင်အားဒဏအင်အားနဲ့အတိုင်းဝိုင်းအင်အားလို့ခေါ်ဟုတ်ပြီနော်ဒီအင်အား၃ခုမှာအခြေခံအကြဆုံးကပညာအင်အားဖြစ်ပြီးတော့တကယ်အင်အားအကြီးဆုံးကအတိုင်းဝိုင်းအင်အားဖြစ်ဟုတ်နော်ပညာအင်အားကိုငွေကြေးအင်အားနိုင်တယ်ငွေကြေးအင်အားကိုအတိုင်းဝိုင်းအင်အားနိုင်တယ်နော်အဲ့လိုပြောလို့ခင်ဗျားတို့ဗျာပညာတတ်ပါပြီမပြောနဲ့ပညာတတ်တယ်ဆိုတော့ငွေရှာဖို့ပြီးရင်ငွေရှိရင်အတိုင်းဝိုင်းကိုတည်ဆောက်ရတယ်ဟုတ်တယ်နော်ပညာတတ်ပြီးတော့အတိုင်းဝိုင်းရှိရင်တော့ပြဿနာမရှိဘူးပညာတတ်တဲ့အတိုင်းဝိုင်းရှိရင်အင်အားနှစ်ခုပိုင်ဆရာပဲအတိုင်းဝိုင်းကိုပိုင်ဖို့ဆိုတာမလွယ်ဘူးအတိုင်းဝိုင်းတစ်ခုကိုပိုင်ဆိုင်ဖို့ဆိုတာပညာရင်တက်မှငွေကြေးရှိတယ်ဒါမှမဟုတ်နှစ်ခုလုံးရှိမှအတိုင်းဝိုင်းကိုကြီးပိုင်ဆိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ပညာတစ်ခုရဲ့တက်ရုံနဲ့အတိုင်းဝိုင်းအကြီးကိုမပိုင်ဆိုင်တယ်လို့ပိုင်ဆိုင်ဖို့ခက်တယ်လို့ငွေကြေးရှိုံလေအတိုင်းဝိုင်းအကြီးကိုမပိုင်နိုင်အတိုင်းဝိုင်းတစ်ခုပိုင်ဆိုင်သွားပြီဒီလူက yes ဆိုအားလုံး yes ဒီလူက no ဆိုအားလုံး no ဆိုသူ့ဘယ်သူမှရှင်းလို့မရဘူးအဲ့လိုရှိပညာတော့အခြေခံကြာဆုံးပါပညာရှိရင်ငွေရှာလို့ပဲငွေရှိရင်အတိုင်းဝိုင်းတိဆောက်ဖို့ပဲအတိုင်းဝိုင်းတစ်ခုကိုပေါ်တိဆောက်ဖို့ဆိုတာပြီးနိုင်ကျွေးနိုင်ဖို့လိုတယ်နော်ချွေမရန်တာလူတဘောကအဲ့တော့မပေးနိုင်မကျွေးနိုင်မဲနဲ့ပညာတစ်ခုရဲ့တိဆောက်ဖို့ဆိုအရင်ခက်ခဲနော်အဲ့တော့အတိုင်းဝိုင်းကဘာပါလဲပဲအုပ်စုတွေဖွဲ့ရဆိုတာအတိုင်းဝိုင်းတိဆောက်တာဖြစ်တယ်အတိုင်းဝိုင်းကြီးရလို့နိုင်အဲ့ဒီနေ့ကျွန်တော်တို့နိုင်ငံမှာဘာဖြစ်လာလဲဆိုတော့ခုနကတော့ဒီခရိုနီလူဒန်းသားကသူကအတိုင်းဝိုင်းတစ်ခုဖြစ်လာတာသူတို့ရဲ့ new generation ကိုလည်းပညာတည်ဆောက်တယ်ခရိုနီရဲ့သားသမီးတွေကပညာတက်ပညာမတက်တာကိုသိတယ်နိုင်ငံတကာကိုပို့လို့အဲ့တော့ဒီခရိုနီလူဒန်းသားကနေပေါက်ဖွာလာတဲ့သူကငွေကြေးကိုသုံးပြီးတော့ပညာကိုတည်ဆောက်တာနော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်နောက်ဒီဟာကိုမတော်လာမချင်းနောက်ကျောင်းမပြန်မချင်းနော်ခင်ဗျားတို့ကကျွန်းသားသားအနေနဲ့ဒီတိုင်းမှာဆက်နေရခရိုနီ new generation ကပညာတတ်တယ်ဖြစ်ပါတယ်ဟုတ်နော်အဲ့တော့ဒီတော်လန်ရေးသည်မင်းအောင်လည်းပြုတ်သွားရုံနဲ့စစ်တပ်ကစစ်တမ်းရားကိုပြန်သွားရုံနဲ့မပြီးဘူးအဆုံးထိသွားအဲ့ဒါမှလည်း1988ကအထိနောက်ကျောင်းပြန်ရေးယူရဒီသွားနိုင်မှဒီဒေါ်လာရေးကအဆုံးသတ်မယ်ဒါမှလည်းလွတ်လပ်တဲ့နော်ငြိမ်းချမ်းတဲ့မျှတတဲ့လူ့ဘောင်ဖွဲ့စည်းကိုတည်ဆောက်နိုင်အာကွင်းရှိကြီးခင်ဗျာမဟုတ်တာလျှောက်ပြောနေတယ်ဘယ်ရောက်နေခုဒေါ်လာရေးပြောဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဟလားဒေါ်လာရေးကနော်ကျွန်တော်ပြောပြီအများဆုံး2နှစ်ကြာမယ်လို့ပြောတယ်မင်းအောင်လိုင်းဒီ2နှစ်တည်းမခံဘူးဘယ်လူမှမင်းအောင်လိုင်း2နှစ်တည်းခံကြအကြောင်းမရှိတော့နော်အဲ့ဒါအသေးချာပဲနောက်တစ်ခုကတ
တိုင်းသားနယ်မြေတွေလွတ်မြောက်ဖို့6လမကြာဘူးနောက်ထပ်6လအတွင်းမှာတိုင်းသားနယ်မြေတွေရှမ်းလို့တိုင်းသားနယ်မြေကိုလွတ်မြောက်သွားမှာဒါလည်းမြင်နေရပြီအဲ့ဒီတိုင်းသားနယ်မြေထဲမှာအဓိကကြတာကဘာလဲဆိုတော့ရခိုင်နဲ့ကရင်ပဲဟုတ်ပြီနော်ရခိုင်တပြည်လုံးလွတ်မြောက်သွားတာနဲ့အိန္ဒိယနဲ့တရုတ်ကနိုင်ငံခြားရေး policy ပြောင်းကရင်ပြည်နယ်လွတ်မြောက်သွားတာနဲ့တပြိုင်နက်တည်းထိုင်းနိုင်ငံရဲ့နိုင်ငံခြားရေး policy ပြောင်းမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီတိုင်းသားတွေလွတ်မြောက်သွားတဲ့အထဲမှာရခိုင်နဲ့ကရင်လွတ်မြောက်သွားလို့ရှိရင်နိုင်ငံတကာမှာ effect တစ်ခုထပ်ဖြစ်တယ်။အဲ့ effect ကြောင့်နောက်ထပ်ပြီးတော့ဒေါ်လာရေးကိုအတွက်ကောင်းကျိုးဖြစ်စေမဲ့ effect တွေထပ်လာလိမ့်မယ်။ဒါအတေးကြ။အားကြောင့်ဒီဒေါ်လာရေးကနော်မင်းအောင်လည်းပြုတ်သွားဖို့ကနှစ်မကြာတိုင်းသားတွေလွတ်မြောက်ဖို့က6လမကြာကျွန်တော်အခုမြင်နေရတယ်ဗမာပြည်တော့လွတ်မြောက်မှာလဲဆိုတာကတော့မြန်မာတွေအတွက်လွတ်မြောက်ဖို့မြန်မာတွေအတွက်ငြိမ်းချမ်းဖို့ဆိုတာကတော့စကိုင်းဝင်စကိုင်းကိုစီးလုံးနိုင်ခြင်းမစီးလုံးနိုင်ခြင်းဒီဗမာကိုစားပြုနိုင်ငံရေးခေါင်းဆောင်တွေအရေးချင်းပဲဖြစ်တယ်မင်းအောင်လည်းပြုတ်သွားတဲ့ဒီစကိုင်းကပြန်ကျဲနေမယ်ဆိုလို့ရှိရင်တော်လိုင်းပြည်လည်းဖက်ဒရယ်နိုင်ငံပေါ်လာမှာမဟုတ်ဗမာလူမျိုးတွေအနေနဲ့တော်လိုင်းရေးမင်းအောင်လည်းကိုဆရာနာရှင်ကိုတိုက်ထုတ်နိုင်ပေမဲ့ငြိမ်းချမ်းတဲ့နော်ငြိမ်းချမ်းရေးရဲ့အပြီးပွင့်တဲ့လွတ်လပ်မှုရဲ့အရာတာနဲ့နော်မြတ်တာမှုရဲ့ကောင်းကျိုးခံစားနိုင်မှာမဟုတ်ဘူးဒါကတော့ဗမာလူမျိုးစုရဲ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့အရေးချင်းပေါ်မှာမူတည်သလိုဗမာလူမျိုးစုရဲ့ new generation လူငယ်တွေရဲ့တက်တိပေါ်မှာလည်းမူတည်တယ်ဖက်ဒရယ်နိုင်ငံပေါ်ပေါက်ဖို့ဆိုတာကတော့ဗမာတွေလုံမှရမှာဖြစ်တယ်။ဘာကြောင့်လဲ36တန်းသောတကယ့်ကို majority ဖြစ်တဲ့36တန်းသောဗမာတွေကဥဆောင်မှသာလေဖက်ဒရယ်နိုင်ငံတော်ဖြစ်တယ်